စိတ်ဆိုးနေလားဒေါသထွက်နေလားစကားကြမ်းကြမ်းရိုင်းရိုင်းဆိုင်ဆိုင်ကြီးတွေမပြောလိုက်ပါနဲ့စိတ်ဆိုးနေရင်ပါဇက်သာပိတ်ထားလိုက်ပါဒါဆိုရင်ဘာပြဿနာမှရှိလာမှာမဟုတ်တော့စိတ်ဆိုးဒေါသထွက်တဲ့အချိန်မှာပြောမိတဲ့စကားကြမ်းကြမ်းတွေစကားရိုင်းရိုင်းဆိုင်ဆိုင်တွေကြောင့်အဲ့ဒီစကားတွေရဲ့နောက်မှာဘဝတွေပါသွားတတ်တယ်ပြဿနာတွေပါလာတတ်တယ်ဒါကြောင့်စိတ်တူဒေါသထွက်နေတယ်ဆိုရင်အဲ့ဒီအချိန်မှာအကောင်းဆုံးကတော့ဘာမှမပြောဘဲနဲ့ပါးစပ်ပိတ်နေလိုက်တာအငြိမ်းချမ်းဆုံးပါပဲကန်ဆိုးနေတယ်လို့ထင်လားဘေးရင်ဆရာရှိပဲမသွားနဲ့ရေရရာလည်းမချေပါနဲ့ကန်ဆိုးနေတာပဲကန်ကောင်းအောင်ကြိုးစားရမှာကန်ဆိုးနေတာကိုယ်တိုင်ပြင်လို့ရတယ်ဘေးရင်ဆရာပြင်ပြီးမှမဟုတ်ဘူးဒါကြောင့်ကန်ဆိုးနေတယ်ထင်ရင်ကုသိုလ်ကောင်းမှုများများလုပ်စိတ်ကောင်းထားကန်ဆိုးတာဟာစိတ်ဆိုးလို့ကန်ဆိုးနေတာစိတ်ကောင်းရင်ကန်တွေကလည်းကောင်းတယ်ဒါကြောင့်ဂုဏ်တော်တွေပွားပါကုသိုလ်တွေကိုတတ်နိုင်ကြများလုပ်ပါမိမိတို့လှုပ်ဆောင်ရမယ့်စီးပွားရေးလူမှုရေးတွေကိုလည်းပုံမှန်အတိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားပါအဲ့လိုနေလိုက်ရင်ဘာအနေနဲ့မှရှိလာမှာမဟုတ်ဘူးလေဒါကြောင့်ကန်ဆိုးနေရင်ကုသိုလ်များများလုပ်ပါစိတ်ကောင်းထားပါနောက်ဆုံးတစ်ချက်ကတော့ကိုယ့်ဘော်ကိုမကောင်းတဲ့လူတွေစိုးသွမ်းတဲ့လူတွေနဲ့တွေ့နေရတာကိုယ့်ဘော်ကိုသူဆိုးလို့ကိုပြန်ဆိုးလိုက်မယ်ဆိုရင်ကိုဟာလူဆိုးတစ်ယောက်ဖြစ်သွားတာကလည်းလို့ဘာမှအကြောင်းထူးမှာမဟုတ်ဘူးကိုယ့်ဘော်ကိုမကောင်းလို့ကိုကပြန်မကောင်းလိုက်မယ်ဆိုရင်ကိုဟာမကောင်းတဲ့လူတစ်ယောက်ဖြစ်သွားတာကလွဲလို့ဘာမှပြန်ထူးလာမှာမဟုတ်ဘူးဒါကြောင့်ကိုယ့်ဘော်ဆိုးတဲ့လူနဲ့ပဲတွေ့မကောင်းတဲ့လူနဲ့ပဲတွေ့ကိုကောင်းအောင်နေလိုက်ပါဒါဆိုရင်တော့ဘာနောင်တမှရမှာမဟုတ်ဘူးငါသူတို့အပေါ်မှာကောင်းခဲ့တာပဲငါအပေါ်ကိုဒုက္ခပေးခဲ့တာတောင်ငါတစ်ချက်ကလေးစေတနာမပြတ်ခဲ့ဘူးငါသူတို့အပေါ်စေတနာတန့်ခဲ့တယ်ပေးဆက်ခဲ့တယ်ငါကောင်းအောင်နေပေးခဲ့ပါတယ်တွေးမိလိုက်တိုင်းနောင်တကင်းတယ်အပြစ်ကင်းတယ်တောကပြီကင်းတယ်ငြိမ်းချမ်းရတယ်လိပ်ပြလုံရတယ်ဒါကြောင့်ကိုဟာတကယ်ငြိမ်းချမ်းတဲ့ဘဝမှာနေနေတာလားတကယ်ငြိမ်းချမ်းတဲ့ဘဝကိုရောက်ပြီလားလို့ကိုပြန်စစ်ချင်တယ်ဆိုရင်ဒီအချက်၃ချက်နဲ့ညှိပါဒေါသထွက်နေတဲ့အချိန်ပါးစပ်ပိတ်နိုင်ပြီလားကန်ဆိုးတယ်လို့ထင်ရရင်ကုသိုလ်တွေလုပ်နေလားကိုပေါ်ကောင်းကောင်းမကောင်းကောင်းကိုဟာကောင်းပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ပြီလားလို့ကိုပြန်သုံးသပ်ကြည့်လိုက်ပါဒါဆိုရင်